2090ခုနှစ်မှာငလင်ကြီးထက်ဖြစ်နိုင်နေဆိုတဲ့မိုးလေဝသပညာရှိကြီးဦးထွလွင်စကားကိုမမေ့ကြဖို့ပြောလာတဲ့နိုင်လူမင်္ဂလာပါပရိသတ်ကြီးရှိအခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့2090ခုနှစ်မှာငလင်ကြီးထက်မဲ့လောက်ခတ်နိုင်နေဆိုတဲ့မိုးလေဝသပညာရှိကြီးဦးထွလွင်ပြောခဲ့ဘူးတာကိုမမေ့ကြဖို့သိပေးပြောဆိုလာတဲ့လူချင်းမင်းသားကြီးဦးနိုင်လူရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာနှစ်ပေါင်း100အတွင်းပြင်းထန်ဆုံးနဲ့ဖျက်ဆီးမှုအားကုန်ဆုံးငလင်ဘေးကြီးဖြစ်ပွားပြီးတဲ့နောက်အသက်ပေါင်းများစွာနဲ့တိုက်တာအိုးအိမ်ပေါင်းများစွာပိတ်ဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီလိုငလင်ကြီးဖြစ်ပွားသွားတဲ့အကြောင်းကတော့စကိုင်းပြည့်ရွေကြောကြီးကြောင့်ဖြစ်ပြီးဒီပြည့်ရွေကြောကြီးကငြိမ်သက်နေတာကြာပြီဖြစ်တဲ့အတွက်ငလင်လှုပ်ပြီးဟဲ့ဆိုရင်ငလင်ကြီးသာဖြစ်လိမ့်မယ်လို့ဖြစ်ကြောင်းပြင်းအားခွန်ကြော်လိမ့်မယ်ဖြစ်ကြောင်းမိုးလေဝသပညာရှိကြီးဦးထွလင်ဟာ2015ခုနှစ်ကလေးကဟောပြောပွဲတစ်ခုမှာသိပေးသွားခဲ့တာပါ2015ခုနှစ်မှာတောင်မှငလင်ကြီးပြန်လာမယ့်ချိန် Return PDF ကကြော်လွန်နေခဲ့ပြီလို့ဦးထွလင်ကသိပေးခဲ့တာဖြစ်ပြီးဦးထွလင်သိပေးပြီးတော့10နှစ်ကြာမှပဲဒီငလင်ကြီးဟာဖြစ်လာခဲ့တာပါမြင်းငလင်အသေးလေးအမြဲလုံနေရှင်မြေအောက်မှာဖိအားတွေမရှိတော့တဲ့အတွက်ငလင်ကြီးဖြစ်မှာမစိုးရင်ရပေမယ့်ငလင်မလောက်တာနှစ်ပေါင်းတွေကြာလာပြီဆိုရင်တော့သတိထားကြရမယ်လို့ဦးထွလင်ကပြောထားပါသေးတယ်လူကျန်မင်းသားကြီးဦးနိုင်လူကလည်းဒီငလင်ဘေးကြီးမှာအများပြည်သူတွေအတွက်စိတ်မကောင်းလို့ဖြစ်သွားရသူတစ်ယောက်ဖြစ်ပြီးငလင်ဘေးမှာပါသွားခဲ့တဲ့သူ့ရဲ့မိတ်ဆွေတွေအကြောင်းနဲ့2090ခုနှစ်မှာဖြစ်လာနိုင်ခြေရှိတဲ့ငလင်ကြီးကိုဦးထွလင်သတိပေးပြောကြားခဲ့တဲ့အကြောင်းအခုလိုပြောလာခဲ့တာပဲဖြစ်ပါတယ်ဒီငလင်အကြောင်းဖြစ်သွားခဲ့တာတွေကိုဦးနိုင်လူမကြည့်ရတဲ့အထိစိတ်မကောင်းဖြစ်ရတာကကလေးတွေရဲ့လွယ်အိတ်လေးတွေစာချအကြောင်းတွေပြူတာတွေစကိုင်းပီလာရောဂရိတ်ဝေါမှာဆိုလေကောင်မလေးတယောက်သူ့ယောက်ျားနဲ့သူသမီးလေးနှစ်ယောက်ဓာတ်ပေါ်လေးရှာပြီးတော့သူဆိုဘလောက်ခန့်စားရမလဲနော်တအိမ်လုံးမှာမိသားစုလေး၄ယောက်ရှိတာသူဆိုလေပြူလင်ကိုတက်ဖို့ဂရိတ်ဝေါမှာဝင်တဲတာအဲ့လိုဖြစ်သွားတာသူ့ရဲ့ရောက်ခမရီနဲ့တူပြင်သွားနေတဲ့ချိန်မှာဖြစ်သွားတာတွေဦးနိုင်လူတီတယောက်ဆိုလေသူတို့မိသားစုကရွှေဆက်တော်ကိုသွားမှာအဲ့ဒါကိုမသွားဖြစ်ဖဲနဲ့မန်းလေးမဟာမြတ်မှုနီဖျားကိုဝင်အရှင်ဖူးတာယောက်ျားလုပ်တဲ့သူကကန့်မပါတော့ကားနေရာရွှေ့မယ်ဆိုပြီးသွားရှင်နေချိန်မှာဖြစ်သွားတာနှစ်ယောက်ပါသွားတယ်ဖျားထဲမှာကန်ဆိုတဲ့အကြောင်းတရားတွေကပုတ်ခါတိကတွေအမေအိုကြီးတယောက်ဆိုလဲအရှိမအလူခံအော်ရဲတန်ကြားလို့ဆိုပြီးတော့ထဲဖို့အိမ်တွေကထွက်လာတာသူ့အိမ်ရှိရောက်တဲ့အချိန်မှာအလူခံကတကယ်ရှိမနေဘူးအတန်ကြားလိုက်တယ်ဆိုပြီးသူရှာနေတော့မှဝုန်းဆိုထလုပ်ပြီးတော့ပြိုကျသွားတာဒါတွေကသူ့เจ้าနေနဲ့သူ့ပါပဲကန်ဝက်ကျွေးဆိုတာရှောင်လဲလို့မရပါဘူးမြန်မာနိုင်ငံကိုဦးနိုင်လူမိုးလေဝသပညာရှိကြီးဦးထွလင်ပြောခဲ့တာလေးကိုစကားလက်ဆောင်ပါချက်နေ2090ရောက်ရင်ပင်လယ်ရေမျက်နှာပြင်20အထိတက်လာမှာရီအဲကြရင်ငလင်တွေလည်းထပ်ဖြစ်နိုင်တယ်လို့ပြောရီနောက်တစ်ခုက2100လောက်မှာ5ဒီဂရီစင်တီဂရိတ်ထိအပူချိန်ကထက်မြင့်အောင်ပါရီအဲချိန်မှာဦးနိုင်လူတော့မရှိတော့တော့ပေမဲ့ဦးနိုင်လူရဲ့မြေးတွေတော့ကျုံအားလောက်တယ်အဲ့အတွက်ကြောင့်ခုတွေကကြိုတင်ပြင်ဆင်တဲ့ဟာတွေကိုသက်ဆိုင်ရာဖွဲ့စည်းတွေကကြိုတင်ပြင်ဆင်ထားမှသာလျှင်အနာဂတ်မျိုးဆက်တွေအတွက်ကောင်းမွန်မယ်လို့ထင်ပါတယ်ဆိုကအတိပေးရမယ့်ရှားလေးကိုမျှဝေသွားခဲ့တာပဲဖြစ်ပါရီဒီနေ့ပိုင်းဒီမှာမြန်မာနိုင်ငံဟာရာသီဥတုတန်းတွေကိုတော်တော်လေးဆိုးဝါးစွာခံလာရပြီဖြစ်လို့ရာသီဥတုဘက်ကိုတေချာလေးကြိုတင်ပြင်ဆင်ကောက်ွယ်မှုတွေပြုလုပ်ဖို့လိုအပ်လျက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်